はい、皆さん、こんにちは。はい。စနေတို့ကဒီနေ့မှာတော့ဆက်လက်ပြီးတော့မင်းတို့ညီဟောကိုအချီလေးရဲ့နော်အခန်းနှစ်ကလေးကိုဆက်ပြီးတော့လေ့လာမယ်အခန်းနှစ်မှာပါတဲ့ခုတူပါလေးတွေကိုဆက်ပြီးတော့လေ့လာပါမယ်はいこれဆိုရင်ဒီဟာဆိုရီကတော့ဟိုဟာあれကဟိုကဟာこのဆိုရင်ဒီဆိုနိုဟိုအာနိုဆိုလို့ရှိရင်ဟိုးဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်အဲ့တော့ခုနိုဆိုနိုအာနိုတွေရဲ့နောက်မှာနောင်လိုက်ပါမယ်เนาะခုနိုဟွန်ဆိုနိုဂျီရှော့အာနိုတယ်ရဗီဒါမျိုးပေါ့เนาะအဲ့လိုနောင်တွေလိုက်ပါမယ်เนาะ第2課言葉これそれあれこのそのあのဟွန်ဆိုတာစာအုပ်ပါဟွန်ဂျီရှော့အပိဒံဇာရှိမဂဇင်းရှင်ဘွန်သတင်းစာရှင်ဘွန်နိုးတူဗလာစာအုပ်မှတ်စုစာအုပ်နိုးတူတဲ့ချောကတော့အိတ်ဆောင်မှတ်စုစာအုပ်တဲ့ချောမေးရှိလိပ်စာကပ်ခါတူခရက်ဒစ်ကပ်本辞書雑誌新聞ノート手帳名刺カードテレホンカードတယ်လီဖုန်းကပ်အမ်ပီツခဲတံဘောရူပန်ဘောပင်ရှာပူပန်ရှီရုခဲသားဘောပင်ခဲစံဘောပင်ခါဂိတော့တုတ်ခိတ်နိုင်ခါစထီခါဘန်အိတ်ခါစတူတေးပူကက်ဆက်တိတ်တေးပူရကောဒါထဲရဗီ TV ရာဂျီအိုရေဒီယိုကင်မရာကင်မရာကွန်ပျူတာ テレホンカード鉛筆ボールペンシャープペンシル鍵時計傘カバンカセットテープテープレコーダーテレビラジオカメラコンピューター自動車が机စပွဲ椅子ကလထိုင်チョコレートチョコレコーヒーコフィ英語အင်္ဂလိပ်စာ日本語ဂျပန်စာ語စာဘာသာ語နံပါဘယ်ဟာနံဆိုအဲ့ဒီလို自動車机椅子チョコレートコーヒー英語日本語なんそう違いますမဟုတ်ဘူးそうですかဟုတ်လားあのဆိုတာဟိုးဆိုပြီးတော့ချီတုံချတုံနဲ့ပေါ့နော်အာနာတဲ့စိတ်နဲ့ဒီတစ်ဖက်လူကိုလှမ်းပြီးတော့ခေါ်တဲ့စကားလုံးမျိုးပေါ့နော်အာနိုဟွန်နိုကီမိုချီဒက်တကယ်စရင်စေတနာနဲ့ပါဟွန်နိုကီမိုချီဒက်ဒိုဆိုယူပါလက်ခံပါဒိုဆိုဒိုမိုကျေးဇူးတင်ပါတယ်ဒိုမိုありがとうございますကျေးဇူးတင်ပါတယ်ဒိုမိုありがとうございますこれからお世話になりますအခုချိန်ကနေစပြီးတော့အကူအညီယူပါရစေこちらこそよろしく
こちらこそよろしく。ကျွန်တော်ကျမတို့ဘက်ကလည်းညီညီညွတ်ညွတ်ရှိကြပါတယ်。違います。そうですか。違います。そうですか。ほんの気持ちです。どうぞ。どうも。どうもありがとうございます。これからお世話になります。こちらこそよろしく。それからですね。အဲ့ဒီနောက်is ဆိုတဲ့အဓိပ္ပာယ်မျိုးပါ。いいですね。いいですね。ကောင်းတယ်နော်။ကောင်းတာပေါ့။わかりました。わかりました。ကောင်းပါပြီ။နားလည်ပါပြီ။何ですか何ですかဘာပါလဲ။じゃ、また明日。မနေ့ပြန်တွေ့ပါမယ်။ဒါဖြင့်မနေ့ပြန်တွေ့ပါမယ်။じゃ、また明日。それから、ええ、いいですね。わかりました。何ですか？じゃあ、また明日。はい ဒါဆိုရင်တော့နေ့တို့ကအခန်းနှစ်ရဲ့ခိုးတိုးပါလေးတွေကဒီမှာပဲလေ့လာပြီးသွားပြီဖြစ်ပါတယ်เนาะဆက်ပြီးတော့ကြက်ပါမယ်